မာပြည်ရဲ့သမိုင်းကြောင်းထင်ရှားတဲ့မြို့တော်တဘာမှကြီးဆုံးဖျားတည်ရှိတဲ့တို့ရဲ့မြို့တော်သက်သွင်းသွင်းစီးတဲ့ချင်းတွင်မြင့်အလှရဲ့သမိုင်းနံလေးသိနေမုံရွာကိုလာဖို့ဖိတ်ခေါ်ရဲမုံရွာသူလေးရဲ့ကျွန်တော်နဲ့ပြောတဲ့စကားသံတာယာငိမ့်ညောင်းရဲ့ဒီမဆန်နဲ့အပြုံးလေးချောင်းကွယ်ဒီမောင်မှရှူရပြီးပေါ်ကွယ်အေးချမ်းတဲ့မြို့လေးတစ်ခေါက်လောက်လမ်းခဲ့ပါမုံရွာသူလက်မပြူချစ်ဖို့ကောင်းလို့ကွယ်နေညိုချင်းစီစားချင်းတွင်ကမ်းပြီးမှာရင်ခွင်မာညီတွေမုံရွာသူလေးရဲ့လဲရမယ်လွမ်းနေမုံရွာသူလေးရဲ့ကျွန်တော်နဲ့ပြောတဲ့စကားသာတာယာငိမ့်ညောင်းခဲ့ဒီမဆန်နဲ့ပြုံးလေးချောင်းကွယ်ဒီမောင်မှယူရပြီးပေါ်ကွယ်ရဲရမဲလွမ်းတယ်မုံရွာသူလေးရဲ့ကျွန်တော်နဲ့ပြောတဲ့စကားသံတာယာငိမ့်ညောင်းလေဒီမဆန်နဲ့အပြုံးလေးချောင်းကွယ်ဒီမောင်မှရှူရပြီးပေါ်ကွယ်ရဲရမဲလွမ်းတယ်မုံရွာသူလေးရဲ့ကျွန်တော်နဲ့ပြောတဲ့စကားသံတာယာငိမ့်ညောင်းရဲ့ဒီမဆန်နဲ့အပြုံးလေးချောင်းကွယ်ဒီမောင်မှရှူရပြီးပေါ်ကွယ်အမြဲတမ်းပဲလွမ်းနေမုံရွာသူလေးရဲ့အမြဲတမ်းပဲလွမ်းနေမုံရွာသူလေး